မင်္ဂလာပါခင်ဗျာမဲဆောက်မြို့မှာနှထူးစွာကြိုဆိုပါတယ်ခင်ဗျာမွေးနေ့ပွဲတစ်ပွဲရှိလို့ပေါ့နော်ဒီဆိုင်လေးမှာသွားဖြစ်ပါတယ်ပဲဆိုင်လေးလဲဆိုတော့နယူးယောက်ဆိုင်လေးဖြစ်ပါတယ်ခင်ဗျာဒီဆိုင်မှာဆိုလို့ရှိရင်လုံးဝဆိုင်ရဲ့အခင်းအလုံးဝ decoration ကလုံးဝထိမိအောင်ကိုအရန်မိုက်ပါတယ်ခင်ဗျာမွေးနေ့ပွဲမသွားခင်ပေါ့နော်ဒါ48ကကုံမင်းအမသူ့ရဲ့ရှင်တူမရဲ့နေပုံထိုင်ပုံအရန်မိုက်ထိမိကျွန်တော်တို့စပြီးကားနဲ့သွားပါပြီခင်ဗျာဒါတွေတော့မွေးနေ့ပိုင်ရှင်လေးကိုဆွဲဖြစ်ပါတယ်ခင်ဗျာအရန်လက်ချစ်ဖို့ကောင်းအရန်ခီးဖြစ်တယ်ကျွန်တော်တို့တငယ်ချင်းတွေကတော်တော်များများ LGBT တွေများတယ်ပေါ့နော်ဒါတော့အေယာဝတီမှာပေါ့ဟုတ်ပကကိုထက်ပါခင်ဗျာကျွန်တော်ဘယ်လိုပြောမလဲ LGBT နဲ့နေရတာပေါ့နော်ပျော်ရွှင်မေးကောင်းတယ်သူတို့ကရည်စရာတွေအမြဲပေးတယ်ပေါ့နော်တကယ်အမခံပါတယ်ဟို LGBT နဲ့ပေါင်းလို့ကျွန်တော်လည်း LGBT ဖြစ်တယ်ဆိုပြီးအဲ့လိုတော့အပြောခံတဲ့ထိပေါ့နော်ဒါတော့ကိုဝေရန်ပါအရန်လာတယ်ဒါတော့မပူအရွာဆုံးအနံ့ဆုံးနော်မိမနန့်အရန်ချစ်နော်ဒါကျွန်တော်တစ်ဖွဲ့လုံးဒါတော့48ကကျဲတဲ့မိတ်ကပ်မြတ်တော်မွေးမေးပေးအရန်ဒါကတော့ဆိုင်ရောက်ပြီပေါ့နော်အပူမဒေါင်းညဖက်နဲ့ဆင်းတဲ့အမလေးသူလေးကတော့ကိုတန်းစင်ဖြစ်ပါတယ်တအိမ်လုံးမှာအနွယ်ဆုံးမှာဆင်းသူလေးကတော့ fashion queen အေယာဝတီမှာသူလေးကတော့နိုးတိုင်မိခင်ကြီးကိုဝေရန်ဖြစ်ပါတယ်ရှင်လူတွေလဲစုံပြီဆိုတော့ကျွန်တော်တို့ကိတ်ခွေးမှာဖြစ်ပါတယ်ခင်ဗျာအရှိကဥဆောင်ပြီးခေါ်တော့တာကတော့အပူလေးဖြစ်ပါတယ်စင်မွေးနေ့ကိတ်မှာမီးထွန်းသွားတယ်ပေါ့နော်အစမရဲ့သွားလာပုံကအရန်နူးညံ့တော့မိဘတေးသွားတယ်အမကြီးအရန်ချစ်တယ်နော် Happy birthday Happy birthday Happy birthdayကဲမွေးနေ့တစ်ချင်းလဲဆိုပြီးွားပြီဆိုတော့အကုန်လုံးကိုမွေးနေ့ကိတ်လိုက်ခွန်မှာဖြစ်ပါတယ်ခင်ဗျာကဲနိုးတိုက်မိခင်ကိုဝင်းရံကိုမွေးနေ့ကိတ်ကျွေးလိုက်ပါတယ်ရှင်မွေးနေ့ရှင်ကိုဆွဲရပါရှင်ကဲနောက်တစ်ယောက်ကတော့ဘယ်သူလေးဖြစ်မလဲဆိုတော့ဖျောင်းနိုင်မီးတေအောင်လုပ်တဲ့အမကိုကျွေးမှာဖြစ်ပါတယ်ရှင်ဤတော့ဘောစီမမတဲကိုလည်းကျွေးပါမယ်ရှင်ဖက်ရှင်ကွင်းအေယာဝတီမကိုကျွေးပါတယ်ရှင်အရွာဆုံးအပူမကိုလည်းကျွေးပါမယ်ရှင်အင်းနှစ်သုံးစရွာကြမယ်ဟေး哎呀，你妈呀，来没？哎！哎哎！呜！四个来吧，这来没？哎哎哎哎哎！呜！快点快点快点！哎！呜！ကဲရွာလိုလဲပြီးပြီဆိုတော့အိမ်မပိုင်နဲ့မာယာကအဖိုးကြီးတွေကိုလည်းတွားပြီးတော့အခမ်းပါသေးတယ်ခင်ဗျာဒါကတော့ကျွန်တော်ပါခင်ဗျာကလေးတွေကိုလိုက်ဖြစ်စီနေတဲ့ကျွန်တော်ပါခင်ဗျာတယောက်ကြံပါသေးတယ်ခင်ဗျာဒါကတော့အိမ်ကြီးအနီအောင်နဲ့မာယာကအဖိုးကြီးပါအိမ်မပိုင်နဲ့အကိုကြီးပါခင်ဗျာချီယာနောက်ဆုံးပိတ်အိမ်နဲ့လွယ်ပေါ့နော်အမလေးမွေးနေ့ရှင်ရပဲပျောက်လို့ပြောမှမသိ तू ကအကုန်သိမ်းနော်နောက်ဆုံးပိတ်အိမ်နဲ့လွယ်ဆိုတာ तू မစစ်အပူမတော့ကြည့်ကြပါလာတော့ကတော့ချိုးနဲ့မိုးနဲ့အခုတော့ဒေါင်းမြစ်ဖက်နေတဲ့ချိုးမခံနိုင်တော့ဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာအသေးလေးပေး like and share လုပ်ပေးခဲ့ပါအောင်ခင်ဗျာအိမ်ပြန်ကြလေးနေ့အတွက် bye bye အားပါမနကိုကြမွာ